လေဒီပန်းလေးထိုးပြမလို့တလားဒါကြီးလေးထိုးလို့ရကြီးထိုးချင်တော့အဝိုင်းကိုအရင်လုပ်ပေါ့နော်ဒါတော့ကျွန်မတေးသေးလေးထိုးပြမယ်အဲ့လိုလေးထိုးပြီးတော့စုထားရင်လည်းကိုတခါတလေကျရင်အိတ်ရောင်စုံအိတ်ကလေးတွေမတွေ့ဘူးလားချီမူလေးနဲ့စုပြီးတော့ထိုးတာပေါ့နော်ချီမပူဘူးဆိုလည်းဒီတိုင်းကိုကြိုက်တယ်ဆိုရင်အရောင်စုံလေးထိုးလို့ရတာပေါ့ကျမတို့ဒီမှာ10ချက်ယူရတော့4 6 8 10ချက်ပြည့်သွားရင်ဒီမှာသူတိုင်ရင်လေးပါတိုင်ရင်လေးမှာသွားဆိုင်တယ်တိုင်ရင်လေးမှာဆိုင်ရင်ဒီလိုလေးတွေရတာပေါ့နော်ဒါလေးတွေတော့ကချင်နဲ့ညာရတိတ်မထက်ဘူးအသက်အားရမယ်ကချင်နဲ့ညာရဒါပြီးရင်ဒီမှာ1 2 3ဖုံးပြီး3ချက်တော့ကျွမ်းတစ်ခုယူလိုက်မယ်အထက်အလဲမှာ2ချက်ချတယ်ဒီပေါ်2ချက်တက်တယ်ဒီမှာ10ချက်ထိုးတယ်နော်ဒီပွင့်ကလေထိုးမယ်ဆိုရင်တော့6တောင်းနဲ့8တောင်းနဲ့ကိုယူပေါ့နော်အဲ့ဒါကြတော့ပြန်စစ်မယ်ဆိုရင်တော့အပွင့်စစ်လို့ပို့လွယ်တာပေါ့တိလားဟုတ်တခုတပွင့်နဲ့သုံးမယ်အပွင့်ကြီးလို့ပဲတပွင့်နဲ့သုံးမယ်ဆိုရင်တော့မလိုပါဘူးနော်ဒါပေမဲ့အပွင့်နေစစ်မယ်ဆိုရင်တော့လိုပါတယ်10ကိုပြည့်သွားပြီဆိုတော့ဒီမှာသူရင်းလေးမစိုက်ပေးပါတော့နောက်တစ်ခုကျွန်မလုပ်သုံးပြန်ဒီဘက်အရင်မှလာဆိုင်လိုက်အမဆက်တယ်လို့ဖြစ်တော့တာပေါ့ဆက်တော့အပြင်ဒီတော့ဆက်ကျနော်ဆက်ကြပြီးဒီဘက်တိုင်ရင်လေးပါဒီဘက်တိုင်ရင်လေးမှာလာဆိုင်ပါနော်လာဆိုင်ပြီးရင်ကတော့တုံးမွေးထိုးရဲ့အဲ့လိုမျိုးကျွန်တော်တို့ဖုံမီနဲ့အစုံတိုက်ရတယ်အဲ့ဒါပြီးတော့မှဂျိတ်ကောက်ပြန်ဆွဲရတယ်တုံးမွေးရုံမှာဆွဲတော့တလားရလာတဲ့တုံးမွေးလေးနော်ပြပါပြီအားလုံးပဲလိုက်ထိုးနိုင်ကြပါစေ thank you ပါ